ငါးရီချက်ရောင်းတဲ့ဆိုင်မှာအလောင်မွေးခံရတဲ့ငါကန်ဆိုးတာလားကန်ကောင်းတာလားဒီနေ့ကျွန်တော်တွားစားခဲ့တဲ့ဆိုင်လေးကတော့ပင်လယ်စာတွေရခိုင်ချက်တွေရောင်းတဲ့ OMG ရခိုင် Traditional Seafood ဆိုင်လေးပဲဖြစ်ပါတယ် Open Kitchen ထဲမှာချက်ပြတယ်ကျွန်တော်အရင်တစ်ခေါက်တည်းတွားတော့ကတော့ရှာရှည်ပြီးတော့ဝင်းမွေးရပါလုပ်တယ်ခုခေါက်တော့ video ရိုက်မှာဆိုတော့မရှုပ်တော့ဘူးဒီတိုင်းလေးပဲရိုက်ခဲ့ဆိုင်ပြင်ဆင်လေးကလည်း vitamin မျိုးရတယ်ဒါလေးတွေကတော့ကျွန်တော်တို့စားဖြစ်ခဲ့တဲ့ဟင်းပွဲတွေဖြစ်ပါတယ်ဒီဆိုင်ရောက်တိုင်းပန်းပွင့်နဲ့ကြက်ဥကြော်ကိုစားဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့စားကြင်လို့ဒါကမကြီးကြီးစိမ့်ချင်း OMG ဆိုင်မှာကျွန်တော်ရဲ့ favorite ကငကင်ချိုင်း OGAT သွားတဲ့ခါတိုင်းမစားဖြစ်တဲ့ခေါက်မရှိဒီငါးရဲ့အရသာကကြောငရမ်းအရသာနဲ့တူတယ်ဒီဟာကတော့ပင်လယ်စာလောင်ပန်းဖြစ်ပါတယ်ပွဲအသေးဆုံးမှာဒီဟာကပဇွန်မီဖုတ်တုပ်ချက်သွန်နီရှောင်းခိုင်းထားလို့ခန်းကျင်ဒီပို့ထည့်ထားတယ်ဆိုင်ရဲ့အဓိကအရသာတွေကမဆလာရသာ OGAT အရသာရခိုင်အရသာတွေဖြစ်တယ်အဲ့ဒီအရသာတွေကိုကြိုက်တဲ့စီဖူးနဲ့တစ်မျိုးချင်းလဲချက်ခိုင်းလို့ရတယ်အစုံစားခြင်းရင်တော့ပင်လယ်စာလောင်မန်းတို့ပင်လယ်စာဂေါ်ပြားတို့ရှိရယ်အဲ့ဆိုရင်တော့အစုံပါပြီးသားစီဖူးတွေချက်ထားရဲ့အနစ်တွေနဲ့ထမင်းကိုနယ်ပြီးတော့စားလိုက်ရင်လုံးဝ perfect ပဲ FOC ချပေးရဲ့ငရုတ်ကောင်းနဲ့တင်းတင်းဘူးတီဟင်းကားလေးကလည်းပင်လယ်စာနဲ့လိုက်တယ်ပင်လယ်စာနဲ့တရားချင်းစက်တွေကြီးပဲဆိုတော့ပန်းမွန်ကျုပ်ကျော်နဲ့လိုက်လို့ပန်းမွန်ကျုပ်ကျော်မှာစားခြင်းဖြစ်ပါတယ်ခင်ဗျဟုတ်ပါတယ်စားတော့ပြီးရင်လည်းချိုးပွဲကျွေးပါရှေ့ကနေချိန်ကဖြတ်သွားပြီးရမုံနဲ့ဆောင်းတယ်ကြီးလည်းကျေးဇူးပါဒါပဲတော့ကွာ